Hello မင်္ဂလာပါရှင်မင်းတို့ကကိုယ်တိုင်တောက်ပြီးတော့ကောင်းလို့ကိုယ်တိုင်ကြောင်းတာပါနော်ဝမ်းချုပ်တဲ့သူမို့လို့ဒီ coffee လေးကိုတောက်တာပါရှင်အစားကလည်း coffee သမားပေါ့နော်တခြား coffee တွေကိုတောက်မဲ့အစားဒီ coffee လေးကဝမ်းလည်းမှန်တယ်အစီလည်းကျစေရပါတော့ကျမ်းမာရေးနဲ့ညီညွတ်တာဖြစ်တဲ့အတွက်ကိုယ်တိုင်တောက်တာပါရှင်ကိုယ်တိုင်လည်းဝမ်းကိုမှန်တယ်ပေါ့နော်အခုဒီ coffee တောက်ပြီးမှဝမ်းလည်းကောင်းတယ်ပေါ့နော်ကျမ်းမာရေးလည်းကောင်းတယ်ပြီးတော့အပူပုတ်တွေလည်းကင်းစေတယ်ပေါ့နော်ကျွန်တော်တို့ကဝမ်းချုပ်ရင်လက်ကောင်းဖြစ်မယ်ဆိုတာကြီးကိုပဲတတိယနေရတကယ်တော့ဝမ်းချုပ်တာနဲ့ခေါင်းတွေမကြည့်ပါဘူးเนาะစကြောတွေတက်ပါတယ်ရှင်အညောင်းလည်းမိပါတယ်เนาะဒါကယောဂအသေးမွှားလေးတွေဖြစ်တဲ့အတွက်လူတွေကတတိမထားမိဘူးပေါ့เนาะလက်ကောင်းကိုကြောက်တယ်ဥမာကြီးကင်ဆာဆိုရင်လည်းကြောက်ကြတယ်ပေါ့เนาะယောဂကြီးကြီးမြင့်ပါတယ်တကယ်တော့ခေါင်းကိုက်ယုံတဲ့တောင်မှစိတ်မကြည့်ရင်အလုံးလုံးရတာခက်ခဲပါတယ်ရှင်ဒါကြောင့်မို့လို့ဝမ်းတစ်လုံးကောင်းရင်ခေါင်းမခဲဘူးဆိုတဲ့စကားအတိုင်းပေါ့เนาะဝမ်းမှန်မှာကျွန်တော်တို့ကအစီကြတာနောက်ထောင်ပေါ့နော်ခေါင်းကြည့်တယ်ခေါင်းကြည့်ရဖြစ်တဲ့အတွက်တနေ့ကုန်လုံးရတဲ့အလုပ်တွေကိုစိတ်ကြည်ကြည်လေးနဲ့လုပ်ရတယ်ကောင်းကောင်းလေးလုပ်နိုင်တယ်ပေါ့နော်ဒါကြောင့်မို့လို့ဝမ်းမှန်မှာအလုပ်တွေလည်းကောင်းကောင်းလုပ်နိုင်ပါပဲเนาะ Ready Coffee လေးမနက်စောစောတစ်ခွက်တောက်သုံးပါရှင်